အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ရာသီစာပြည့်ပစုံအဆက်ချက်လေးကိုချက်ပြမှာပါချက်နည်းလေးကအရန်ကိုလွယ်ကူပါတယ်ဓမ္မဥဆုံးပြည့်လေးတွေကိုပြုတ်မယ်ပြုတ်ပြရနဲ့ကိုလိုတို့လိုအနေထားလေးတွေကိုပြီးထားလို့ရပါတယ်ကျွတ်တုံနေကျွတ်တုံပြူလက်နွေးတို့ကိုမှုန်းနေအောင်စီတက်မယ်အယောင်တင်မုံလေးထည့်မယ်ပြီးခန်းချင်သီးလေးထည့်ပါမယ်ခန်းချင်သီးလေးကိုကြေဝအောင်တော့ပါတော့ရေလေးထည့်ပြီးတော့တည်ထားပါတယ်ခန်းချင်လေးတွေကလည်းအနှဲငယ်ကြည်လာပြီဆိုလို့ရှိရင်တော့ပြည့်လေးတွေထည့်ပါမယ်ပစုံထည့်ပါမယ်ပြီးရင်တော့ဒီလိုမျိုးလေးမှုထားပေးပါမယ်အရသာအတွက်စားရည်အချိုမုတ်ရည်ကိုသုံးပါတယ်နှမ်းစားအောင်မှုပြီးရနဲ့ရေလေးထည့်ပါမယ်ပြီးရင်တော့မြက်ကလေးတွေနူးတဲ့အထိဆက်ပြီးတော့တည်ထားပေးပါမယ်အဆက်ရတော့ကိုလိုလိုမျိုးလေးမြူဒီဇင်းလေးတို့ထည့်နိုင်ပါတယ်ပါကတော့ကြိုပြီးထည့်ထားတယ်ဒါမှလည်းမြူဒီဇင်းလေးကြက်အောင်ချက်ပါတယ်ဘိုက်မနာပါလေးနော်ခုဆိုရင်ရပါပြီစားကန်ဒီထဲမှာပင်စင်းလေးအုပ်လိုက်တော့နန်လေးမမွေးလေးနဲ့အရင်စားကောင်းပါပေါ့နော်အခုဆိုလို့ရှိရင်ရာသီစားပစုံနှစ်ဆက်ချက်အဆက်ချက်ကလေးရပါပြီညစ်ကိုနောက်တစ်မျိုးပေါ့နော်ဘယ်လိုမျိုးချက်စားလို့ရသေးလဲဆိုတာကိုchallenge လုပ်သွားပေးပါအောင်နော်အားလုံးကိုကျေးဇူးပါ